ဖျားသခင်ဤကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏29ရက်3လ2025စနေနေ့နေ့စဉ်သက်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့တန်ရှင်းသူတို့၏အမွေတော်ကိုဆက်ဆံဝင်စားတော်သူများအလင်း၌နေသောတန်ရှင်းသူတို့၏အမွေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မည်အကြောင်းကျေးဇူးပြုတော်မူ၏ကောလောသဲအခန်းကြီး1အငယ်7အထက်ပါကျမ်းပိုက်တွင်ပါရှိသောဆက်ဆံဝင်စားထိုက်မည်အကြောင်းဟူသောစကားစု၏အတိတ်ပဲမှာအရေးအချင်းပြည့်မီကြောင့်အတိအမှတ်ပြုခံရသည်ဖြစ်ပြီးအဖဖရာသည်အလင်းနိုင်ငံတော်၌နေသောတန်ရှင်းသူတို့၏အမွေကိုတင်သည်ဆက်ဆံဝင်စားထားမည်အကြောင်းတင့်ကိုအရေးအသွေးပြည့်မီစေပါသည်တင့်အတွက်အမွေတစ်ခုရှိပါသည်အဘဲကြောင့်တင်၏စိတ်နေစိတ်ချသည်အရှံပဲကြွယ်ဝသူဖြစ်ရသည့်အကြောင်းကိုတင်မြင်တွေ့ပြီလားတင်သည်ရှင်ဘုရင်ကြီး၏တာသမီဖြစ်ပြီးရှင်ဘုရင်ကြီးပိုင်ဆိုင်သမျှအားလုံးကိုတင်ပိုင်ဆိုင်ပါသည်ဒုတိယမွေးဖွားခံရခြင်းသည်ဝိညာဉ်တော်ကတင်သည်ဖျားသခင်၏တာသမီဖြစ်ကြောင်းအတည်ပြုပေးပါသည်ငါတို့သည်ဖျားသခင်၏သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့၏ဝိညာဉ်နှင့်အတူတက်တည်ခံတော်မူ၏ယောမအခန်းကြီး8အငယ်16ယောမအခန်းကြီး8အငယ်19တွင်တားမှန်နှင့်အမွေခံဖျားသခင်၏အမွေခံဖြစ်ကြ၏ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏ဟုမိန့်တော်မူ၏တင်သည်ဖျားသခင်၏တာသမီဖြစ်သောကြောင့်တင်သည်ခရစ်တော်နှင့်အတူပူးတွဲအမွေခံဖြစ်ပြီးဖျားပဂတိသဘောတဘာဝကိုဆက်ဆံဝင်စားသူဖြစ်သည်ယေရှုရရှိပိုင်ဆိုင်ထားသည့်အခွင့်အရေးမှန်သမျှအလုံးသည်တင်လည်းရရှိပိုင်ဆိုင်ထားပါသည်ပူးတွဲဗန်စရင်ဤပုံမူဆက်နွယ်လျက်ရှိသောတူညီချက်အကြောင်းကိုစဉ်းစားကြည့်ပါပူးတွဲဗန်စရင်ထဲ၌ရှိသမျှအလုံးကိုအဖွဲ့နှစ်ဖွဲ့စလုံးကညီတူညီမျှပိုင်ဆိုင်ပါသည်ထိုသူနှစ်ဦးစလုံးကအခြားသောသူတစ်ဦးတစ်ယောက်ဤပါဝင်ပတ်သက်မှုမရှိဘဲမြည်သည့်အရာကိုမှအသုံးမပြုနိုင်ပေဤတယုတ်ကြခြင်းသည်ခရစ်တော်ဤပူးတွဲအမွေခံဖြစ်ခြင်းဤအတိတ်ပဲဖြစ်ပါသည်ခရစ်တော်ပိုင်သမျှအလုံးကိုသင်သည်အပြည့်အဝပိုင်ဆိုင်ပါသည်တမန်ကျမ်းစာကထာဝရဘုရားသည်မြေကြီးနှင့်မြေကြီးတစားကို၎င်းလောကဓာတ်နှင့်လောကသားတို့ကို၎င်းပိုင်တော်မူ၏ဟုမိန့်တော်မူ၏စာလံအခန်းကြီး24အငယ်1ဤအမွေအနှစ်၌လိုအပ်ချိုးတဲ့သောအရာသို့မဟုတ်ပျော့ကွက်ဟာကွက်ဟူ၍မရှိပါတင်လိုအပ်သောအရာမှာတင့်ဤအပိုင်းဖြစ်ပြီးနှင့်သောဤအမွေအနှစ်အကြောင်းကိုဘုရားသခင်ဤနှုတ်ကပတ်တော်၌ပုံမူစူးစမ်းရှာဖွေတွေ့ရှိရန်ဖြစ်ပြီးဤအသိပညာမပါရှိဘဲဖြစ်တော်၌တင်ရရှိပိုင်ဆိုင်ထားသည့်အကျိုးအမြတ်အပြည့်အဝကိုတတိမမူမိကရှင်သန်နေထိုင်မိနိုင်ပါသည်နှစ်ပေတရုအခန်းကြီး1အငယ်2မှ3တွင်ဖျားသခင်ကို၎င်းငါတို့သခင်ယေရှုခရစ်ကို၎င်းသိသောဉာဏ်အားဖြင့်ယေရှုတော်နှင့်ညီသက်ခြင်းသည်တင်တို့၌များပြားပါစေသောထိုတို့နှင့်အညီငါတို့ကိုဘုံတကူတော်နှင့်ခေါ်တော်မူသောဖျားကိုသိသောဉာဏ်အားဖြင့်ငါတို့အားအသက်ရှင်ခြင်းဖျားဝတ်၌မွေးလျော်ခြင်းနှင့်ဆက်ဆိုင်သောအရာရှိသမျှတို့ကိုဖျားတကူတော်သည်ပေးသနာတော်မူပြီဟုမိန့်တော်မူ၏ထိုအရာကိုသင်မြင်တွေ့ပါပြီလောသင်၏အမွေအနှစ်နှင့်ခရစ်တော်၌သင်ရရှိပိုင်ဆိုင်အောင်ပြုလုပ်ပေးထားသည့်အရာအလုံးကိုမွေးလျော်ခံစားခြင်းသည်ကိုရောအားသင်၏သိကျွမ်းခြင်းဖြစ်သည်ဟာလေလုယာထိုက်၍လေ့လာရန်ကျမ်းပိုင်နှစ်ပေအခန်းကြီး1အငယ်3တမန်တော်ဝတ္ထုအခန်းကြီး20အငယ်32ဧဖက်အခန်းကြီး1အငယ်7ဝန်ခံခြင်းကိုအတူတကွခံယူကြပါစို့
ကျွန်ုပ်သည်ဖျားသခင်ဤအမွေခံနှင့်ခရစ်တော်နှင့်အတူပူးတွဲအမွေခံဖြစ်ပါ၏ခရစ်တော်ပိုင်ဆိုင်သမျှအရာအလုံးကိုကျွန်ုပ်အပြည့်အဝပိုင်ဆိုင်ပြီးကျွန်ုပ်ဤအမွေအနှစ်အပြည့်အဝထဲ၌ရှောက်လန်းကျင်လည်နေပါသည်ကျွန်ုပ်သည်ပေါ်များပြည့်စုံခြင်းနှင့်မကုံဆုံးနိုင်သောအထောက်အပံ့ထဲ၌ရှင်သန်နေပါ၏နှုတ်ကပတ်တော်သည်ကျွန်ုပ်အားတည်ဆောက်ပေးပြီးခရစ်တော်၌ကျွန်ုပ်အားအခမဲ့ပေးသနာတော်မူထားသည့်အရာခတ်သိမ်းတို့ကိုကျွန်ုပ်အားသိနာလည်အောင်ပြုလုပ်ပေးပါသည်သခင်ယေရှု၏အမည်နာမတော်မြတ်၌အာမင်တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်လုကာအခန်းကြီး8အငယ်1မှ21ယောရှုမတ်စာအခန်းကြီး3မှ4ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှမသက်အခန်းကြီး26အငယ်36မှ46ထွမြောက်ရာကျမ်းအခန်းကြီး38ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့